အသက်ရှူတိုင်းမြန်မာငွေသိန်းနဲ့ချီရရှိတော့မယ်ရတဲ့တို့ဗိဒ္ဓများလုံးမင်္ဂလာပါဂလိုရီထရက်ကနေပြန်လဲကြိုလိုက်ပါရင်ရတဲ့တရား NSA နဲ့စာချုပ်တင်ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်ဟိုလိုဒီလိုဖြစ်နေတဲ့ပြောင်းရွှေ့ဇလန်တစ်ခုအပြီးသက်သွားခဲ့တာလည်းဖြစ်ပါတယ်ရတဲ့တရား NSA မှာတနေ့လောက်ကလာစာရိုတန်း200ဝန်းကျင်ရရှိနေသူဖြစ်ပါတယ်ဒါပေမဲ့စာချုပ်တင်မှာတော့လောက်ခလာစာပုံများလာတဲ့အပြင်ရုပ်တုချင်းစရာကောင်းတဲ့အချက်တွေပါဝင်နေပါတယ်ပရောင်းဆုံးပြောပြချင်တာက Radio NSA နဲ့2နှစ်သက်တမ်းရှိတဲ့စာချုပ်ကိုချုပ်ဆိုခဲ့တာပါဒါကြောင့်2029ခုနှစ် Radio အသက်42နှစ်ထိ sorry မြန်မာဆက်လက်မြင်တွေ့ရမှာဖြစ်ပါတယ်စာချုပ်တင်ရ Radio လာမယ့်နှစ်အတွင်းမှာ NSA စီကနေလာစာသေးတန်ပေါင်492တန်းရရှိမှာဖြစ်ပါတယ်လက်မှတ်ရေးထိုးကပထမတစ်နှစ်အတွက်ပေါင်24.5တန်းရရှိမှာဖြစ်ပြီးဒုတိယတစ်နှစ်အတွက်တော့ပေါင်73.5တန်းရရှိမှာဖြစ်တဲ့အပြင် NSA ရဲ့ရှင်အား15ရာခိုင်နှုန်းကိုလည်းပိုင်ဆိုင်ခွင့်ရရှိအောင်မှာဖြစ်ပါတယ်နောက်ပြီး sorry pro league ကိုသွင်းပြီးဆိုရရင်အပေါ်စုကြီးပေါင်4တန်းဖလားရရင်ပေါင်8တန်းထပ်ဆောက်ရရှိအောင်မှာဖြစ်ပါတယ်ဒါအပြင် NSA ဘက်ကနေ Radio ရဲ့မိသားစုအတွက် driver 3ဦး housekeeper 4ဦး support မှု2ဦးဥယျာဉ်မှု3ဦးလုံခြုံရေးဝန်ထမ်း3ဦးအစားရှိတဲ့ဝန်ထမ်း16ဦးစာအတွက်လည်းငွေပေးချေသွားအောင်ပါအထူးချဲလင်အသုံးပြုတွေလည်းပါဝင်လာအောင်မှာဖြစ်ပြီးတော့ sorry company တချို့နဲ့ sponsor သဘောတူညီချက်အရအပေါ်စုကြီးပေါင်တန်း60လောက်လည်းရရှိအောင်မှာဖြစ်ပါတယ်မြန်မာငွေနဲ့တစ်ချက်မယ်ဆိုရင် Radio NSA မှာကစားနေတဲ့တနေ့အတွင်းမှာတစ်စက္ကန့်ကိုမြန်မာငွေ3000ကျပ်10မိနစ်ကိုမြန်မာငွေ30ဝန်းကျင်တနာရီကို3000ဝန်းကျင်လောက်ရရှိမှာဖြစ်ပါတယ်။ Radio ကတော့အသက်ရှူနိုင်ဝင်ရရှိနေတော့မှာဖြစ်ပါတယ်။